ကျွန်တော်တို့ခန္ဓာကိုယ်ဆိုတာ cells ပေါင်းများစွာနဲ့ဖွဲ့စည်းထားတယ်ကျွန်တော်တို့စားလိုက်တဲ့အစာတွေကလောင်စာတွေကနောက်ဆုံးဘယ်သူတွေအတွက်လဲဆိုရင် cells တွေအတွက်လောင်ကျွမ်းပြီးတော့မှအားရှိဖို့အတွက်ပေါ့ဗျာအဲ့တော့ဒီလောင်စာတွေရောက်လာပြီမဲ့အင်ဆူလင်ကလည်းတကားလာခောက်တယ်သို့ပေမဲ့မဖွင့်ပေးဘူးဒီလိုအနေထားကိုအင်ဆူလင်မတုံ့ပြန်ခြင်းလို့ကျွန်တော်တို့မှတ်ထားခဲ့ကြပြီအဲ့တော့ဒီအင်ဆူလင်မတုံ့ပြန်ခြင်းကဘာကြောင့်ဖြစ်တယ်လဲဒီ cells လေးတွေကတကားမဖွင့်ပေးဘူးဘာကြောင့်မဖွင့်ပေးတာလဲဆိုတော့ဗျာလောင်စာပူရှံခြင်းဆိုတဲ့အကြောင်းကြောင့် cells လေးတွေကတကားမဖွင့်ပေးနေတာ cells လေးတွေဘာဖြစ်နေသလိုလဲဆိုရင်ဝနေလို့ပေါ့ဗျာဒီ cells တစ်လုံးထဲမှာအထဲမှာလောင်စာဓာတ်သဘောတွေကမနက်စာစားတုံးကလေးကပြည့်နေပြီမနက်စာစားတုံးကလေးကဒီ cells ထဲမှာလောင်စာတွေကပြည့်နေပြီထပ်ပြီးတော့နေ့လယ်စာစားတဲ့အချိန်မှာရောက်လာတဲ့ဟာကိုတွင်းမယ်လို့တော့ cells ကတကားဖွင့်သလားဆိုတော့မဖွင့်တော့ဘူးဘာလို့လဲဆိုတော့ तू ကပြည့်သွားပြီ तू ကထပ်ထည့်လို့မရတော့ဘူးမရတော့တဲ့အတွက်ကြောင့် insulin ကဘလောက်ပဲတကားခောက်သည်ဆိုစီ cells ကလိုလားလားတကားဖွင့်ပြီးတော့မှလက်မခံတော့ဘူးဒီလိုဖြစ်တဲ့အနေအထားကိုကျွန်တော်တို့က insulin မတုံ့ပြန်ခြင်းလို့ခေါ်တယ်ဒီလိုဘာကြောင့်ဖြစ်တယ်လဲဆိုရင် cells လေးတွေပြည့်နေလို့ဖြစ်တယ်